ဘုရားဖျားဟောကြားသောဗျာဒိတ်တိုင်းတည်ပါစေသောသာသနာတဝက်ရာဇာတစ်ဆက်တည်ရန်ခိုင်မြဲရှိကြစေသောဘုရားမြတ်ရှင်တတော်ထင်ရှားဗျာဒိတ်တော်တရားတည်စေသော1500တဝက်9000ဆက်ရှိပါစေသောကျွတ်ထိုက်ကုန်ကြဝိနည်းရာကျွတ်တန်းလွတ်တန်းဝင်စေသောလူမီယာသာနမီတေဝါကြည်ပါရှင်ပြရှိစေသောတိုင်းသာဒီလူဘိုလ်လူအများချီသာရွှင်ပြကြစေသောမင်းခလူအပေါင်းညီညာဖြပြရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးချမ်းသာယာရှိစေသောမြေမျက်နှာသာသနာဘာသာလင်းစေသောညာသာဓမ္မမင်းနှဖြောင်းမြေလူနာလူမြစီသောဗျာဒိတ်တိုင်းတည်ပါစေသောသာသနာတဝက်ရာဇာတစ်ဆက်တည်ရန်ခိုင်မြဲရှိကြစေသောဘုရားမြတ်ရှင်တတော်ထင်ရှားဗျာဒိတ်တော်တရားတည်စေသော1500တဝက်9000ဆက်ရှိပါစေသောကျွတ်ထိုက်ကုန်ကြဝိနည်းရာကျွတ်တန်းလွတ်တန်းဝင်စေသောလူမင်းရာဇာနမင်းဒီဝါကြည်သာရှင်ပြရှိစေသောတိုင်းသာဒီလူဘိုလ်လူအများချီသာရွှင်ပြစေသောမင်းခလူအပေါင်းညီညာဖြပြရှိကြပါစေသောတိုင်းနိုင်ငံပြည်ဝအေးချမ်းသာယာရှိစေသောမြေမျက်နှာသာသနာဘာသာလင်းစေသောရာဇာဓမ္မမင်းနှဖြာနေလူလာလူမြစေသောရှင်လန်းချမ်းမြေကြပါစေရှင်